ကိုရောပြန်လာချိန်နီးပြီချီဆောင်ချိန်ဟာလွန်နီးလို့ပြန်လာခဲ့မယ်ကတိစကားကိုစင်ချင်းကားလေးတတိထားစို့မျောလင်းမထားတဲ့နေရာမှာကိုရောလာရောက်ခဲ့ရင်တတိမဲ့လို့နေမလားကိုရောပြန်လာချိန်နီးရင်ကြိုတင်ဖြစ်မဲ့အရာများသည်တမချမ်းရဲ့တတိပေးချက်နမိတ်များပြေဆုံးခဲ့ပြီအိုးစစ်သေးရဲ့မိကွက်ကိုဝိညာဉ်စီနဲ့ပြေကအသင်ရှိလို့နေမလားဝေရင်မတမန်တော်များစုယုံကတပူမောက်တဲ့အခါအိုလူသားအတန်တော်ကြားခဲ့ရင်ရတပြက်တွင်မှာအိုဝိညာဉ်ခန္ဓာအဖြစ်ပြောင်းကအထိုင်ရကောင်းကြီးခင်ဗျာနဲ့တူထောင်ရနေရမှာကိုရောပြန်လာချိန်နီးပြီချီဆောင်ချိန်ဟာအလုံးနီးလို့ဝိညာဉ်များရဲ့မျောလင်းချက်ထာဝရသက်ကိုရဖို့ကဲတင်ချင်ရဲ့တဲ့တင်ကောင်းကိုအမောင်ကလူသားသိအောင်ဟောပြောကြပါစို့ကိုရောပြန်လာချိန်နီးရင်ကြိုတင်ဖြစ်မဲ့အရာများသည်တမချမ်းရဲ့တတိပေးချက်နမိတ်များပြည့်စုံခဲ့ပြီဟိုစစ်သေးရဲ့မိခွက်ကိုဝိညာဉ်စီနဲ့ပြေကသိရှိလို့နေလားဘေးမှာတမန်တော်များစုယုံကတပူမုတ်တဲ့ခါအိုလူသားအတန်တော်ကြားခဲ့ရင်ရတစ်ပြတ်တွင်မှာဝိညာဉ်ခန္ဓာဖြစ်ပြောင်းလာတဲ့ရဲ့ကောင်းကြီးခေတ္တရာနဲ့ဒူထာရနေရမှာဝေဟိမာတမန်တော်များစုယုံကတပူမုတ်တဲ့ခါအိုလူသားအတန်တော်ကြားခဲ့ရင်လျက်တစ်ပြတ်တွင်မှာဝိညာဉ်ခန္ဓာဖြစ်ပြောင်းကအထက်